여러분 안녕하세요. 디니 리카လုပ်ပေးမယ်ဇာတ်ကားလေးကတော့2022မှာထွက်ရှိခဲ့တဲ့ 20th Century Girl ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ချိုချင်းကန်ဆက်အရသာအစုံနဲ့တငယ်ချင်းနှစ်ယောက်ရဲ့အချစ်ဇလံအရှုပ်တော်ပုံလေးကိုတင်ဆက်ပေးသွားမှာမို့ကြည့်ရှုခန်းစားအားပေးကြပါဦးနော်။ဘိုရာနဲ့ယွန်းထူကငငယ်ကလေးကတိတ်ချစ်ကြတဲ့တငယ်ချင်းနှစ်ယောက်ပါ။နှလုံးရောဂါဖြစ်နေတဲ့ယွန်းထူကခွဲစိတ်ဖို့အမေရိကသွားရမှာရက်ချင်းနေအကုန်ယူပြီးကမှသူစီမှာ crush နေတဲ့ကောင်လေးရုတ်တရက်ပေါ်လာလို့မသွားနိုင်တော့ဘူးလို့ဘိုရာကိုပြောလိုက်ပါတယ်။အဲ့ဒီကောင်လေးနာမည်ကတော့ဘယ်ဟွန်းချင်ပါ crush ကိုမှမရရင်သေတော့မလို့ဖြစ်နေတဲ့ယွန်းထူကိုဘိုရာကငါနင်း crush နဲ့နီးစပ်အောင်အကောင်ကိုညီပေးမယ်နင်းကအမေရိကသွားပြီးခွဲစိတ်ရမယ်လို့နှစ်ယောက်သားဂရီးလုပ်လိုက်ပါတော့တယ်။ကျောင်းပွင့်တဲ့ရက်ကစလို့ဘိုရာဟာသူ့တငယ်ချင်းအတွက်ဘယ်ဟွန်းချင်အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ဘယ်ဟွန်းချင်မှာတော့ဝွန်ဟိုဆိုတဲ့ best friend ကောင်လေးတစ်ယောက်လည်းရှိပါတယ်။ဘယ်ဟွန်းချင်ရဲ့ favorite food basketball ကစားရတာဝါသနာပါတဲ့အကြောင်းနဲ့ဖက်နက်နံပါတ်အစရှိတာတွေတရက်စုံစမ်းလို့ရသမျှတွေကိုယွန်းထူကိုနေတိုင်းတင်ပြပါတယ်။တရက်တော့ကျောင်းဆေးပေးကမ်းမှာဘယ်ဟွန်းချင်ရှိတယ်ဆိုလို့ဘိုရာဟာဘိုက်အောင်ချင်အောင်ဆောင်ပြီးသူတို့တငယ်ချင်းနှစ်ယောက်ပြောနေတာကိုခိုးနားထောင်လိုက်ပါတယ်။ဘယ်ဟွန်းချင်ကအတန်လွင့်ဌာနမှာပါဝင်မယ်ဆိုတာသိလိုက်ရတော့ဘိုရာကလည်းအတန်လွင့်ဌာနမှာပါဝင်ဖို့အတွက်ပြင်းအထန်စူးစမ်းပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာဘယ်ဟွန်းချင်ကသူ့ထပ်ပိုးတော်တဲ့တငယ်ချင်းရှိလို့သူ့ကိုပဲပါဝင်ခွင့်ပေးလိုက်ပါ။သူမပါတော့ဘူးဆိုလို့ဘိုရာလည်းစိတ်ပြက်လက်ပြက်နဲ့အတန်လွင့်ဌာနကိုရောက်လာခဲ့ပါတယ်။အဲ့ဒီအတန်လွင့်ဌာနမှာဝန်းဟိုလည်းရှိနေခဲ့ပါတယ်။တညမှာတော့ဘိုရာကဘယ်ဟွန်းချင်ရဲ့ PP နံပါတ်ကိုသိချင်တော့အဖွဲ့အစည်းတစ်ခုကဟန်ဆောင်ပြီးသူတို့အိမ်ကိုဖုန်းဆက်လိုက်ပါတယ်။ဒါပေမဲ့ဖုန်းကင်တဲ့သူကဝန်းဟိုဖြစ်နေပါတယ်။နောက်တနေ့အတန်လွင့်ဌာနမှာဘိုရာနဲ့ဝန်းဟိုဆုံကြတော့ညကဘယ်ဟွန်းချင်စီဆက်တာမင်းမလားသူ့နံပါတ်လိုချင်ရင်ငါကြိုက်တဲ့ရုပ်ရှင်အခွေတွေငှားပေးရမယ်လို့ပြောလိုက်ပါတယ်။ဘိုရာတို့အိမ်ကအခွေငှားဆိုင်လေးဖွင့်ထားတာကိုဝန်းဟိုကသိနေခဲ့တာပါ။နောက်ရက်မှာကျောင်းကိုအခွေယူလာတဲ့ဘိုရာအိတ်ကိုဆရာကဆက်လိုက်တော့တီးသွားပြီးအတန်းရှိမှဒူးထောက်ရပါတယ်။ဘိုရာလည်းဝန်းဟိုကျောင်းဖြစ်ရတာဆိုပြီးတင့်သွားပါတယ်။ဒါပေမဲ့ဝန်းဟိုကဂရီအတိုင်းနောက်နေမှာဘယ်ဟွန်းချင်ကိုဘိုရာတို့အခွေဆိုင်ကိုခေါ်လာခဲ့ပါတယ်။နောက်ဆုံးမှာဘယ်ဟွန်းချင်ရဲ့ PP နံပါတ်ကိုလည်းရသွားပြီးအမေရိကကသူ့တငယ်ချင်းကိုပေးလိုက်ပါတော့တယ်။အတန်လွင့်ဌာနမှာအတန်းအတူတူတက်ရတဲ့ဘိုရာနဲ့ဝန်းဟိုကအခုဆိုရင်ခင်ခင်မင်မင်ဖြစ်နေကြပါပြီ။ဘိုရာရဲ့မသိစိတ်မှာတော့ဝန်းဟိုကိုစိတ်ဝင်စားနေကြတာကြပါပြီ။ဒါပေမဲ့ဝန်းဟိုကတော့သူ့ကိုဘိုရာကကြိုက်နေတယ်လို့မထင်ပဲသူ့တငယ်ချင်းဘယ်ဟွန်းချင်ကိုကြိုက်နေတယ်လို့ပဲထင်နေခဲ့တာပါ။တရက်မှာတော့ဘယ်ဟွန်းချင်နဲ့တခြားចောင်းသားတွေရန်ဖြစ်နေကြတော့ဘိုရာနဲ့ဝန်းဟိုကဝင်ကူညီပေးခဲ့ပါတယ်။အဲ့ဒီမှာဘိုရာကခြေထောက်ထိသွားပြီးဂျိုင်းတောက်နဲ့ရက်အနှဲငယ်နေရပါတယ်။ဘယ်ဟွန်းချင်ကသူ့ချောင်ဘိုရာဂျိုင်းတောက်နဲ့ဖြစ်သွားတာမို့ဆိုင်ကယ်နဲ့တင်ခေါ်ရင်ငါအတွက်ဘာလို့လုပ်ခဲ့တာလဲငါကိုကြိုက်နေတာလားလို့မေးတော့ဘိုရာကညင်းခဲ့ပါတယ်။သူ့တငယ်ချင်းအတွက်လုပ်ပေးနေတာကိုတော့မပြောပြပြခဲ့ပါဘူး။နှစ်ယောက်သားအပြန်မှာဝန်းဟိုရဲ့ခောက်ဆွဲဆိုင်ကိုဝင်လာကြတော့သူတို့နှစ်ယောက်ကိုအတူမြင်လိုက်ရတဲ့ဝန်းဟိုကစိတ်ခူသွားပါတယ်။အဲ့ဒီဆိုင်မှာပဲဘယ်ဟွန်းချင်ကဘိုရာကိုဖွင့်ပြောခဲ့ပါတယ်။ငါ့ကိုမကြိုက်နဲ့လို့ဘိုရာကပြန်ပြောလိုက်ပါတယ်။ဘိုရာကကမန်းကရန်ဆိုင်ထဲကပြစ်ထွက်လာခဲ့တော့ဂျိုင်းတောက်ပါမလာခဲ့ပါဘူး။အဲ့ဒီမှာဝန်းဟိုကဂျိုင်းတောက်ကိုယူလာပေးပြီးခြေထောက်ကိုလည်းဆေးထက်ပတ်တီးစီးပေးလိုက်ပါတယ်။ပြီးတော့နင်ဘယ်ဟွန်းချင်ကိုကြိုက်နေတာလားလို့မေးတော့မဟုတ်ပါဘူးလို့ဘိုရာကဖြေပါတယ်။ညတိုင်းမှာလည်းဘိုရာကသူ့တငယ်ချင်းယွန်းတူကိုဘယ်ဟွန်းချင်အကြောင်းတွေကိုသတင်းပို့ရပါတယ်။ဒီလိုနဲ့ကျောင်းပြော်ဝဲစားခရီးထွက်တဲ့နေ့ကိုရောက်ရှိလာခဲ့ပါပြီ။ဟိုနေ့ကဘိုရာကိုရီးစားစကားပြောထားတဲ့ဘယ်ဟွန်းချင်ကဒီနေ့မှာတော့အဖြစ်အတင်းလိုက်တောင်းနေပါတယ်။အဲ့ဒါကိုဝန်းဟိုကမြင်သွားခဲ့ပါတယ်။ညဘက်မှာတော့တငယ်ချင်းတွေအကုန်စုပြီးဆိုဂျူတောက်ကြပါတယ်။အမှဆိုဂျူနဲ့အခြားအရက်တစ်ခုနဲ့ရောတောက်ကြပြီးဘိုရာလည်းနှစ်ပင်လိမ့်ကုန်ပါတယ်။အဲ့ဒီမှာဘိုရာကမုံမုံနဲ့ဝန်းဟိုအခန်းတကားကိုတော့ခောက်ပါတော့တယ်။ဆရာကအတန်ကျသွားတော့အပြင်ထွက်လာတော့ဝန်းဟိုကဘိုရာကိုအခန်းတစ်ခန်းနဲ့ခေါ်သွားရပါတော့တယ်။အဲ့ဒီမှာမထင်မှတ်ပဲဘိုရာကစပြီးဝန်းဟိုကိုအားပွားပေးလိုက်မိပါတော့တယ်။မနေ့ကျတော့ဘာမှမသိတော့တဲ့ဘိုရာကိုဝန်းဟိုကအမှုပြအချိုရည်လေးလက်ထက်ထည့်ပေးလိုက်ပါတယ်။ပြီးတော့ဝန်းဟိုရဲ့ဘိုရာရဲ့ဘယ်ဟွန်းချင်ရဲ့3ယောက်ကန်းချင်မှာအမှတ်တရဓာတ်ပုံလေးရိုက်ကြပါတယ်။ဘိုရာကအဲ့ဒီဓာတ်ပုံလေးကိုအမေရိကကယွန်းထူကိုထည့်ပေးလိုက်ပြီးနင်းကောင်ကပြောစရာရှိတယ်ဆိုပြီးသူ့ဝန်းဟိုကိုချစ်မိနေတဲ့အကြောင်းသူ့တငယ်ချင်းကိုပြောပြဖို့စိတ်ကူးထားပါတယ်။မိုးလေးဖွဲဖွဲရွာနေတဲ့တရက်မှာဘိုရာအခွေဆိုင်ရှိကိုဝန်းဟိုကရောက်လာပြီးဘိုရာရိုးဆိုင်ရဲ့မျက်စောင်းထိုးကရေခဲမုတ်ဆိုင်မှာသူ့မနှက်ပြန်အလုတ်စလုံးမဲဆိုတဲ့အကြောင်းကိုအသိပေးလာပါတယ်။နောက်နေ့ကျတော့ဝန်းဟိုဆိုင်ကိုပဲဘိုရာကတစ်ချိန်လုံးလှမ်းလှမ်းရှိုးနေတာပေါ့။ဝန်းဟိုကလည်းပြန်ရှိုးပြီးအကြည့်ချင်းစုံရင်ခုန်ကြပါတော့တယ်။ဘိုရာနဲ့ဝန်းဟိုကတော့ easily လုံနေတဲ့အခြေအနေတစ်ခုကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။တခါမှအားကစားမလုပ်တဲ့ဘိုရာကသူ့မောင်လေးနဲ့အတူဆိုင်ရှိမှာကြက်တောင်ရရင်ဝန်းဟိုရဲ့အလုပ်အပြန်ကိုစောင့်နေပါတယ်။တကယ်ပဲဝန်းဟိုကရောက်ရှိလာပြီးရေခဲမုတ်တွေယူလာကျွေးပါတယ်။ပြီးတော့ဘိုရာကသူ့မောင်လေးကိုမြန်အထက်ဝင်ဆိုပြီးမောင်နှမရှိတာအာယုံနောက်ရတယ်လို့ပြောတော့သူ့မှာလည်းညီလေးတစ်ယောက်ရှိကြောင်းကိုဝန်းဟိုကပြောလာပါတယ်။
ငယ်လေးကလေးကမိဘတွေကကွဲနေပြီးဝန်းဟိုကအဖေနဲ့ကိုရီးယားကိုပြန်လိုက်လာတာဖြစ်ပြီးညီလေးကတော့အမေနဲ့နယူးဇီလန်မှာနေခဲ့တာလို့သူ့ဘဝအကြောင်းကိုပြောပြပါတယ်။စကားတပြောပြောနဲ့သူငယ်ငယ်ကနေတဲ့အိမ်ကိုဘိုရာကိုလိုက်ပြပါတယ်။အဲ့ဒီမှာဘိုရာကမမွန်တီတွေခူးစားလိုက်ပါသေးတယ်။အတန်လွင့်ထားတာចောင်းသားဆိုတဲ့အတိုင်းဝန်းဟိုကတော့အမြဲကင်မရာတကိုင်းကိုင်းနဲ့ဘိုရာကိုတစ်ချိန်လုံးလိုက်ရိုက်နေခဲ့ပါတယ်။အပြန်လန်းမှာဘိုရာကပိတ်ရက်ရုပ်ရှင်အတူတူတွားကြည့်ကြမလားဆိုပြီးစတင်ပြောခဲ့ပါတယ်အဲ့ဒီအချိန်ရုပ်တရက်ဝန်းဟိုကဘိုရာနှကန်းကိုအနမ်းတက်ပွင့်ပေးလိုက်ပြီးပိတ်ရက်ကြဆုံးကြမယ်လို့ပြောပြီးပြန်သွားခဲ့ပါတယ်ဘိုရာကတော့ရင်းနေရန်ခုန်ပြီးသူလူတယောက်ကိုချစ်မိနေပြီဆိုတဲ့အကြောင်းသူတငယ်ချင်းကိုလှမ်းပြောလိုက်ပါတော့တယ်အခုဆိုရင်ဘိုရာနဲ့ဝန်းဟိုကရီးစားတွေဖြစ်သွားကြပါပြီတရက်မှာတော့ဘဲဟုံးချင်းကဘိုရာစီရောက်လာပြီးရေခဲမုတ်သွားစားရအောင်ဆိုပြီးခေါ်လာပါတယ်ရေခဲမုတ်ဆိုင်ရောက်တော့ဘိုရာပါဇက်ပေးသွားတော့ဘဲဟုံးချင်းကတုတ်ပေးမလို့လုံနေတာကိုတဝင်းတိုးရဲဝန်းဟိုကတီရှူးလာပေးပါတယ်အဲ့ဒီအချိန်သူတို့ရေခဲမုတ်စားနေတော့မှမတင်မပဲရောက်ရှိလာတာကတော့ဘိုရာတငယ်ချင်းယွန်းတူပဲဖြစ်ပါတယ်။နှစ်ယောက်သားအရန်လွှမ်းနေကြပြီးတယောက်နဲ့တယောက်ဖက်ပြီးငိုကြပါတယ်။ယွန်းတူနဲ့ကျန်နှစ်ယောက်ကိုဘိုရာကမိတ်ဆက်ပေးလိုက်ပါတယ်။ယွန်းတူကနှလုံးခွဲစိတ်မှုအောင်မြင်ပြီးပြန်လာခဲ့လို့ဘိုရာကလည်းပျော်ရွှင်နေပါတယ်။ယွန်းတူကရေခဲမုတ်ဆိုင်ယူနီဖောင်းနဲ့ချောနေတဲ့ငါ crush လေးပဲဟွန်းကျင်ဆိုပြီးတော့ပြောနေတော့ဘိုရာကအံ့ဩသွားပြီးနင်းလူမှားနေပြီးအဲ့ဒါကဝန်းဟိုပါလို့ပြောလိုက်ပါတယ်။တကယ်တော့ယွန်းတူကဝန်းဟိုကိုကြိုက်တာဖြစ်ပြီးဝန်းဟိုကိုသူစတွေ့တဲ့နေ့ကဘဲဟွန်းချင်ရဲ့ကျောင်းယူနီဖောင်းကိုခဏယူဝတ်လာတာဖြစ်လို့နာမည်ချင်းမှားသွားခဲ့တာပဲဖြစ်ပါတယ်။တငယ်ချင်းနှစ်ယောက်ကတော့ရှော့အကြီးကြီးတက်တာပါ။ဝန်းဟိုကိုပဲနှစ်ယောက်စလုံးကချစ်နေမိကြတာပဲဖြစ်ပါတယ်။ဝန်းဟိုနဲ့ရီးစားဖြစ်နေတဲ့ဘိုရာကသူ့တငယ်ချင်းအတွက်ရီးစားကိုဆွန့်လွတ်ရမယ့်အခြေအနေဖြစ်လာပါတော့တယ်။ဘိုရာဟာဝန်းဟိုနဲ့ဒိတ်ထားတဲ့တရက်မှာသူမကမသွားပဲယွန်းတူကိုအစားလွတ်လိုက်ပါတယ်။သူကတော့ဘဲဟွန်းချင်နဲ့အတူစပစ်သီးသွားကုန်နေခဲ့တာပါ။ယွန်းတူကတော့ဘာမှမသိပဲဘိုရာနဲ့ဘဲဟွန်းချင်ကတွဲနေတယ်လို့ပဲထင်နေတာပါ။ဘိုရာနဲ့ယွန်းတူတငယ်ချင်းနှစ်ယောက်အတူတူရှိနေတဲ့အချိန်မှာဘိုရာဖုန်းကိုဝန်းဟိုကမက်ဆေ့ပို့ခဲ့ပါတယ်။ယွန်းတူအိတ်တဲ့အချိန်ကျမှဘိုရာကအပြင်ဖုန်းနဲ့ဝန်းဟိုကိုပြန်ဆက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဝန်းဟိုကဘိုရာအင်ရှိရောက်နေခဲ့ပြီးနှစ်ယောက်သားစကားပြောပြကြပါတယ်ငါဒီနေ့10မိနစ်စီမလာတာလို့ဘိုရာကပြောပြီးထွက်လာခဲ့လိုက်ပါတယ်အစိမ်းလိုက်ကြီးအပြတ်ခံလာရတဲ့ဝန်းဟိုကအရန်ကိုကြီးကွဲသွားတော့တာပေါ့ဝန်းဟိုကဘိုရာကိုသူ့ရင်ဖွင့်ထားတဲ့စာအိတ်ကလေးပေးမလို့တော့မပေးခဲ့လိုက်ရပါဘူးအဲ့ဒီစာထဲမှာရေးထားတဲ့အကြောင်းအရာတွေကတော့ဝန်းဟိုကဘိုရာကိုအရင်ဆုံးစပြီးသဘောကျခဲ့ရတဲ့သူပါကျောင်းတွေမဖွင့်ခင်ကတည်းကဘိုရာအခွေဆိုင်ကိုရောက်ခဲ့ပြီးဘိုရာကိုတိတ်တိတ်လေး crush နေခဲ့ရတာပါဘိုရာကတော့ဝန်းဟိုကိုလည်းမမှတ်မိခဲ့ပါဘူးဘိုရာအတန်လွင့်ဌာနကိုစရောက်လာတော့ကလည်းဝန်းဟိုကအရန်ကိုပျော်ခဲ့ရတာပါဒါပေမဲ့ဘဲဟွန်းကျင်ကိုအေးပေးလွန်းတော့ဝန်းဟိုကသူနောက်ကောက်ကြပြီလားလို့ထင်ခဲ့မိပါတယ်ဒါပေမဲ့ပျော်ပွဲစားညမှာတော့ဘိုရာရဲ့စိတ်ရင်းကိုသိခဲ့ရလို့အရန်ပျော်ခဲ့ရပါတယ်ဝန်းဟိုကမကြခင်နယူးဇီလန်ကိုပြန်ရတော့မှအကြောင်းနဲ့ဘိုရာစီဆက်ဆက်ပြန်လာမယ်ဆိုတာကိုစာထဲမှာထည့်ရေးထားခဲ့တာပါဒါပေမဲ့အဲ့ဒီစာကိုဘိုရာကယူတော့မယူသွားခဲ့ပါဘူးနောက်ရက်ကစပြီးဘိုရာဟာပြောင်းလဲသွားခဲ့ပါပြီဝန်းဟိုကိုယွန်းတူနဲ့လွတ်ထားပေးပြီးတိတိတတ်တာရှောင်နေပါတော့တယ်အတန်လွှဲမှုကိစ္စနဲ့ပတ်သက်ပြီးစိုးကိုဘိုရာနဲ့ဝန်းဟိုကသွားရပါတယ်ယွန်းတူနဲ့ဘဲဟိုချင်းကလည်းအဖော်လိုက်လာခဲ့ပါတယ်စိုးကိုရောက်ရင်သူဖွင့်ပြောတော့မယ်လို့ယွန်းတူကဘိုရာကိုပြောလာပါတယ်စိုးကိုရောက်တော့အတန်လွှဲတဲ့ကိစ္စတွေပြီးတဲ့နောက်မှာကစားခွင့်ကို၄ယောက်သားသွားကြပါတယ်မင်းရုပ်လေးတွေစီးကြတော့ယွန်းတူကဝန်းဟိုကိုတောက်လျှောက်စကားပြောနေခဲ့ပေမဲ့ဝန်းဟိုရဲ့မျက်လုံးတွေကတော့တစ်ချိန်လုံးဘိုရာကိုပြုံးကြည့်နေတာကိုယွန်းတူသတိထားမိသွားပါတော့တယ်အဲ့ဒီမှာဘဲဟွန်းချင်ကရိုလာကိုစတာစီးကြမယ်လို့ပြောတော့ယွန်းတူကနှလုံးရောဂါတည်မလို့ဘိုရာကအားလုံးကိုမစီးဖို့ပြောပါတယ်ဒါပေမဲ့ယွန်းတူကဘိုရာနဲ့ဘဲဟွန်းချင်ကိုသွားစီးလိုက်ပါလို့ပြောတော့သူတို့နှစ်ယောက်လည်းခုံပေါ်တက်လိုက်ကြပါတယ်အဲ့ဒီအချိန်မှာဝန်းဟိုကယွန်းတူကိုငါနင်းကိုတော့အားနာပါတယ်ငါလည်းရိုလာကိုစတာစီးကျင်တယ်လို့ပြောပြီးဘိုရာနောက်ကိုလိုက်သွားခဲ့ပါတယ်ပြီးတော့ဘိုရာဘေးမှာဝင်ထိုင်နေတဲ့ဘဲဟွန်းချင်ကိုဖယ်ခိုင်းပြီးသူ့ဝင်ထိုင်လိုက်ပါတယ်တကယ်တော့ဝန်းဟိုကအမြင့်ကြောက်သူတယောက်ပါဘိုရာဘေးမှာရှိကျင်လို့ရိုလာကိုစတာစီးမယ်လို့တမင်ပြောခဲ့တာပါအဲ့ဒီအချိန်မှာဘဲဟွန်းချင်ကယွန်းတူကိုသူတို့နှစ်ယောက်ကကြိုက်နေကြတာပါလို့ပြောပြလိုက်ပါတော့တယ်ရိုလာကိုစတာပေါ်ရောက်တော့မှဝန်းဟိုအမြင့်ကြောက်မှန်းကိုဘိုရာကတီးသွားပါတယ်နင်မစီးနိုင်ပဲဘာလို့တက်လာတာလဲမေးလိုက်တော့နင်ဘေးမှာရှိကျင်လို့ဘောလို့ဝန်းဟိုကဖြေပါတယ်ရိုလာကိုစတာဆက်ဆက်ထွက်ချင်းမှာဝန်းဟိုကဘိုရာလက်ကိုကင်ထားပြီးနာဘိုရာနင်းကိုအရင်ချစ်တယ်ဆိုပြီးအကျယ်ကြီးအော်ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာဝန်းဟိုကသူနယူးဇီလန်ပြန်ရတော့မယ်လို့ပြောလိုက်တော့ဘိုရာကနင်းညီလေးကိုတွေ့ချင်နေတာဆိုတော့နင်းပြန်လာကောင်းတာပေါ့လို့ဖြေလိုက်ပါတယ်သူ့ကိုတားမယ်တင်တဲ့ဝန်းဟိုကဘိုရာကမတားတဲ့အပြင်ကောင်းတယ်ပြောလိုက်တော့ပိုပြီးဝမ်းနဲ့သွားပါတော့တယ်စိုးကနေအပြန်မှာအချောင်းစုံတီးသွားတဲ့ယွန်းတူကနင်ငါ့ကိုဘာလို့ဝန်းဟိုနဲ့ကြိုက်နေတာမပြောရတာလဲနင်သာအမှန်တိုင်းပြောပြရင်ငါသူ့ကိုလက်လျှော့ခဲ့မှာပေါ့တငယ်ချင်းထက်ယောက်ျားတစ်ယောက်ကပိုပြီးအရေးကြီးမနေပါဘူးနင်ကငါ့ကိုလိန်ခဲ့တာအယူလောက်ခဲ့တာဆိုပြီးယွန်းတူကစိတ်ဆိုးဆိုးနဲ့ဘိုရာကိုပြောပြီးထွက်သွားပါတော့တယ်ယ
ယွန်းတူကဘိုရာရဲ့ဖုန်းကိုလည်းမကင်တော့ပါဘူးတရက်ဘိုရာကျောင်းကပြန်လာတော့ဘိုရာမောင်လေးကအပြင်းအထန်ဖျားပြီးဆေးရုံတင်လိုက်ရပါတယ်ဘိုရာတို့တအိမ်လုံးလည်းဆေးရုံကိုလိုက်သွားကြရတာပေါ့အဲ့ဒီအချိန်မှာဝန်းဟိုကဘိုရာအိမ်ကိုရောက်လာပါတယ်တကားပိတ်ထားတာမလို့သူမနေ့ပြန်နယူးဇီလန်ကိုသွားရမယ့်အကြောင်းကိုဖုန်းထဲကနေပဲအတန် message ပို့လိုက်ပါတယ်ဘိုရာနောက်တစ်နေ့ကျောင်းရောက်တော့စာသင်ခန်းထဲမှာယွန်းတူကရုတ်တရက်မူးလဲသွားပါတယ်ဘိုရာလည်းအရန်ကိုစိတ်ပူသွားပြီးယွန်းတူကိုစစ်ဘေးကန်းကိုခေါ်သွားဖို့ခုံးပို့ပြီးပြေးပါတော့တယ်တကယ်တော့ယွန်းတူကဟန်ဆောင်နေခဲ့တာပါငါဘာမှမဖြစ်ဘူးနင့်ကိုအရေးကြီးပြောစရာရှိလို့ဒီလိုလုပ်တာလို့ယွန်းတူကပြောပါတယ်ဒီနေ့ဝန်းဟိုနိုင်ငံခြားသွားတော့မှမို့အမိနှုတ်ဆက်ရမယ်ဆိုပြီးဘိုရာကိုလိုက်သွားခိုင်းပါတယ်ယွန်းတူရှိကခွင့်ပြုချက်ရသွားတဲ့ဘိုရာလည်းအမြန်ပြေးပါတော့တယ်ကျောင်းရှိမှာဘဲဟွန်းချင်ကဆိုင်ကနဲ့အစင်သင်းစောင့်နေပြီးဘိုရာကိုအမိလိုက်ပို့ခဲ့ပါတယ်လေစိတ်ကိုသွားဖို့အတွက်ဝန်းဟိုကစိုးကိုအရင်ရထားစီးဖို့ဘိုရာယုံကိုရောက်ရှိနေခဲ့ပါပြီအမောဒကောပြေးလိုက်လာခဲ့တဲ့ဘိုရာကဝန်းဟိုကိုအော်ခေါ်လိုက်ပါတယ်နောက်ပြီးတော့ဘိုရာကရုပ်ရှင်ရုံဒိတ်တာကိုငါမလာနိုင်ခဲ့တာအတွက်တောင်းပန်ပါတယ်နင်းထပ်သားမယ်ပြောတော့ကလည်းအယံဝမ်းနေပေမဲ့အဆင်ပြေချင်အောင်ဆောင်နေခဲ့ပြီလို့တောင်းပန်ပါတယ်နင်းကိုမကြိုက်ဘူးလို့လိန်ပြောမိခဲ့တဲ့အတွက်လည်းတောင်းပန်ပါတယ်ဆိုပြီးဘိုရာကငိုရင်းတောင်းပန်နေခဲ့ပါတယ်အဲ့ဒီမှာငိုကြွေးနေတဲ့ဘိုရာကိုဝန်းဟိုကဖတ်ပြီးနှစ်သိမ့်လိုက်ပါတယ်ငါတေချာပေါက်ပြန်လာမှမို့စောင့်နေတော့လို့ပြောပြီးရထားပေါ်တက်သွားတော့ဝန်းဟိုလည်းငိုနေခဲ့ပါတယ်ဇလန်းလေးကိုဒီနေရာမှာရက်လိုက်မယ်ဆိုရင်တေချာပေါက် happy ending လေးဖြစ်မှာဆိုပေမဲ့မပြီးသေးလို့တ िश ူးကင်ပြီးဆက်ဆောင်ကြည့်ပေးပါအောင်နော်ရော်ဘုံ21ရာစုကိုရောက်ရှိခဲ့ပါပြီ။ဝန်းဟိုနဲ့ဘိုရာကစာအဆက်အသွယ်တော့အမြဲရှိနေခဲ့ကြပါတယ်။အခုခေတ်လိုမျိုး Android ဖုန်းတွေမပေါ်သေးတော့ video call လည်းခေါ်လို့မရပါဘူး။သူတို့ဟာမေးအဆက်အသွယ်နဲ့ပဲစာပို့နေရပြီးအလွမ်းဖြစ်နေရပါတယ်။ဝန်းဟိုကစာထဲမှာဘဲဟွန်းချင်တဲ့ယွန်းတူကိုလည်းတရိယာနေတဲ့အကြောင်းထည့်ရေးထားပါတယ်။2000ခုနှစ်21ရာစုရဲ့အစမှာဘိုရာကိုနှစ်သက်စုတောင်းစာတောင်လှမ်းပို့ခဲ့ပါသေးတယ်။နောက်နှစ်မှာကိုရီးယားပြန်ပြီးတက္ကသိုလ်အတူတူတက်မယ်လို့ဝန်းဟိုကပြောပါတယ်။ဘိုရာလည်းစာကြိုးစားပြီးတက္ကသိုလ်ဝင်ခွင့်အောင်သွားခဲ့ပါပြီ။အဲ့ဒီအချိန်မှာတော့ဝန်းဟိုစီကပြန်စာမလာတော့ပါဘူးဘိုရာကမေးတွေဇက်တိုက်ပို့နေပေမဲ့ဝန်းဟိုကစာမပြန်တော့ပါဘူးဖုန်းဆက်ပေမဲ့လည်းဖုန်းဆက်ပိတ်ထားခဲ့ပါတယ်နေ့ရက်တိုင်းစောင့်မျှော်နေပေမဲ့ဝန်းဟိုကဘိုရာကိုအဆက်အသွယ်ဖြတ်သွားခဲ့ပါပြီနှစ်တွေအလီလီပြောင်းပြီးဘိုရာဟာတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်နေခဲ့ပါပြီရုပ်ရှင်ရိုက်ကူးနေတဲ့သူတွေတွေ့ရင်ဘိုရာကဝန်းဟိုကိုပဲလွမ်းနေမိပါတယ်ဝန်းဟိုကိုမမေ့နိုင်တဲ့ဘိုရာကိုတရက်မှာတော့ယွန်းတူက blind date စီစဉ်ပေးခဲ့လို့သွားခဲ့ရပါတယ်။အဲ့ဒီမှာလာတွေ့တဲ့ကောင်လေးနာမည်ကတိုက်တိုက်ဆိုင်ဆိုင်ပဲဝန်းဟိုဖြစ်နေပါတယ်။အဲ့ဒီနာမည်ကိုကြားလိုက်ရတဲ့ဘိုရာဟာခဏရင်မရှိတော့ပဲအသေးအတန်ငိုကြွေးပါတော့တယ်။အများသုံးဖုန်းယုံလေးတွေတွေ့တိုင်းဘိုရာဟာဝန်းဟိုရဲ့နံပါတ်ကိုအမြဲခေါ်နေခဲ့ပေမဲ့ဝန်းဟိုကဘယ်တော့မှမကင်တော့ပါဘူး။ဘိုရာဟာဖုန်းတစ်ခါဆက်တိုင်းမှာရင်းနေတစ်ခါကွဲနေရပါတယ်။အခုဆိုရင်တော့ဘိုရာဟာဆယ်စုနှစ်တွေကိုကြောပြရင်းနဲ့အသက်30ကျော်အရွယ်ဘိုရာဖြစ်နေခဲ့ပါပြီ။အတန်လွှင့်ဌာနမှာအလုပ်လုပ်ရင်အောင်မြင်ကြော်ကြားသူတယောက်ဖြစ်လို့နေပါပြီ။တရက်မှာတော့ပြပွဲဖိတ်စာတစ်ခုရလို့ဘိုရာကလာခဲ့ပါတယ်။ပြပွဲမှာမက်မွန်သီးပင်ပုံလေးတွေတွေ့တော့အတိတ်ကိုလမ်းဆွတ်သွားပြီးဘိုရာကငေးကြည့်နေတော့မှရေးထားတဲ့စာတမ်းလေးတစ်ခုကြောင့်2000ခုနှစ်ကဝန်းဟိုတည်သွားတဲ့အကြောင်းကိုသိလိုက်ရပြီးအန်အော်ဝမ်းနဲ့ထိမ့်လန့်သွားခဲ့ရပါတယ်။အဲ့ဒီအချိန်မှာကောင်လေးတစ်ယောက်ထွက်လာပြီးသူကတော့ဝန်းဟိုပျော့ပျော့နေတဲ့ဝန်းဟိုရဲ့ညီလေးပါပဲ။ဝန်းဟိုရဲ့ညီလေးကသူ့ရဲ့အကိုဟာ2000ခုနှစ်ကဆုံးပါသွားခဲ့တာဖြစ်ပြီးအကိုဟာဘိုရာကိုအရန်ချစ်ခဲ့လို့သူကတော့မနာလို့ဖြစ်ရတဲ့အကြောင်းပြောပြပါဗျ။အကိုတည်ပြီး15နှစ်ကြာမှဒီဗီဒီယိုတိတ်ခွေလေးကိုတွေ့ခဲ့လို့အခုလိုလာပေးတဲ့အကြောင်းကိုလည်းဝန်းဟိုညီလေးကပြောပြခဲ့ပါတယ်။အိမ်ပြန်ရောက်တော့ဘိုရာကဒီခက်မှရှိမနေတော့တဲ့ရွှေဟောင်းတိတ်ခွေလေးကိုသူ့အဖေရဲ့အောက်ဆက်ကလေးနဲ့ဖွင့်ကြည့်ခဲ့ပါတယ်။အခွေထဲမှာတော့ဘိုရာစတိတ်ကျောင်းတော်က activity တွေအများကြီးပါပဲ။နေ့တိုင်းလိုလိုဝန်းဟိုကဘိုရာကိုလိုက်ရိုက်ပြီးတီးဖြတ်ထားခဲ့တာပဲဖြစ်ပါတယ်။နယူးဇီလန်မှာနေတော့ကလည်းသူ့ညီလေးနဲ့အခွေထဲမှာဘိုရာကိုမိတ်ဆက်ထားခဲ့ပါသေးတယ်။အခွေရဲ့နောက်ဆုံးပိုင်းလေးမှာတော့ဝန်းဟိုက21ရာစုရဲ့အစားအဆုံးနေ့နှစ်သက်ကူးနေလေးမှာဘိုရာကိုနှစ်သက်ဆူတောင်းလုပ်ပေးခြင်းလို့မနက်အစောကြီးထားပြီးအမှတ်တရဗီဒီယိုလေးရိုက်ကူးထားခဲ့ခြင်းဖြစ်ပါတယ်။သူအရန်ကိုလွမ်းနေပြီး21ရာစုရဲ့ဘိုရာကိုဆက်ပြန်လာတွေ့မယ်လို့နောက်ဆုံးမှပြောထားခဲ့ပါတယ်။သနာစရာကောင်းတဲ့ဝန်းဟိုဟာသူ့ရဲ့ဂရီမတီနိုင်တော့သလို21ရာစုရဲ့ဘိုရာကိုလည်းမြင်မသွားရတော့ပါဘူး။ကဲငိုလို့ရပါပြီနော်ရော်ဘုံတို့ရေဇကားကောင်းလေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမလို့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးကြဖို့မေ့ကြပါနဲ့အောင်နော်